စပင်တွေကပြားတယ်ကတ်တယ်ပုံသွင်းရတာလည်းဆက်မပြေဘူးလာတိုင်းလည်းပုံမသိမ်းခြင်းဘူးဟဲ့ပရော့ဒတ်လည်းမသုံးခြင်းဘူးဒီတိုင်းလေးပဲထားပြီးတော့ဒီတိုင်းလေးပဲပုံစံကြကြလေးပဲနေခြင်းနဲ့အများနဲ့လုံနေရတာအချိန်လည်းမရှိဘူးဆိုရင်တော့မိတ်ဆွေများဒီလိုတော့ကောက်လိုက်တော့ဗျာဒီလိုတော့ကောက်လိုက်တော့ဒီလိုကောက်လိုက်လို့ဈေးကြီးမယ်လို့ထင်တာဈေးကခုချိန်မှာကိုယ်စိမ်းတော့နေတင်နေတဲ့အချိန်မှာဈေးတော့ကြီးတယ်ဈေးကြီးပေမဲ့ဒီစပင်ကဈေးအလောက်မကြောက်5-6တောင်းတော့မရှိဘူး2000ကျော်လောက်နဲ့ရမှာ2000ကျော်လောက်နဲ့ပဲရမှာ2000ကျော်လောက်နဲ့ပဲအလကားဈေးဒီပုံစံမဲ့တာညက်ပြီးအပီးကိုမှ2000ကျော်လောက်နဲ့ပဲကြမှာကဲဒီလိုမျိုးတာလှုပ်လိုက်တော့ဒါဆိုရင်တော့အဲ့ကိုလေးလူပြီးတော့မှပုံကြအထာကြလေးနဲ့နေလို့ရပြီ